မင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုကြိုဆိုပါရစေ Manchester United အသင်းဟာအပြောင်းအရွှေ့မှာအဓိကအားဖြည့်ဖို့လိုအပ်နေတဲ့နောက်ခံနေရာအတွက်ကိုဇာသမား3ဦးလောက်ထိကိုရှာဖွေထားတယ်လို့လည်းသိရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Manchester United အသင်းခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့ Old Trafford ကိုရောက်ရှိလာတဲ့ကစားသမား3ဦးရဲ့အကြောင်းကိုအသေးစိတ်တင်ဆက်ပေးတော့မှာလည်းဖြစ်ပါတယ်ပထမဆုံးကစားသမားကတော့ Newcastle အသင်းရဲ့ဖေနောက်ခံကစားသမားဖြစ်တဲ့ Lewis Hall ပဲဖြစ်ပါတယ်ဒီကစားသမားကတော့19နှစ်ဝင်ကျင်ပဲရှိပြီးတော့အင်္ဂလန်အသင်းရဲ့လက်ရွေးစင်ကစားသမားတဦးလည်းဖြစ်ပါတယ်အသင်းအတွက်တက်ကင်တွေကိုလိုက်နိုင်အောင်ဒါမကပတ်စင်နေဘောလုံးကွန်ထရိုးတွေကလည်းတက်ရွံတွေကိုမလိုက်အောင်တော်တော်လေးကောင်းတဲ့ကစားသမားလေးဖြစ်ပါတယ်။ Manchester United အသင်းပြစ်မှတ်ထားရတဲ့အကြောင်းရင်းကတော့ Premier League မှာအတွေ့အကြုံရှိပြီးတော့အင်္ဂလန်အသင်းရဲ့အလားအလာရှိဆုံးကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့လဲ United အသင်းနဲ့ရေရှည်ရင်းနှီးမြှုပ်နှံလို့ပြီးတော့အသင်းကိုခေါ်ယူခြင်းနေရာလည်းဖြစ်ပါတယ်။ဒုတိယမြောက်ကစားသမားလေးကတော့ဒီနှစ်မှာစပိန်လီဒူးကနေစပိန်လာလီဂါကိုတန်းတက်လာတဲ့ Racing Santander ကလပ်ရဲ့စပိန်ပေနောက်ခံကစားသမားလေးဖြစ်တဲ့ Jorge Salina ပဲဖြစ်ပါတယ်။အသက်အရွယ်နဲ့မမျှတဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်ထားပြီးတော့နောက်ခံကစားသမားအဖြစ်ကစားနိုင်အောင်ဒါမကပဲဟိုခံစင်မှုအဖြစ်ပါပြောင်းလဲကစားနိုင်ပြီးတော့သူ့ရဲ့ကစားပုံကချစ်ချစ်လေးလေးနဲ့တကယ်ပိုင်းမှာလည်းတော်တော်လေးအားသာပြီးတော့ခံစစ်အတွက်ကိုတော်တော်လေးအခုရနေတဲ့ကစားသမားလေးဖြစ်ပါတယ်။ Ineos တို့ဘိုးဖွဲ့ရဲ့ထုံးစံအတိုင်းတက်အရွယ်ငယ်ရွယ်ပြီးတော့ခြေစွမ်းခြေစားရှိတဲ့ကစားသမားလေးကို Manchester United အသင်းကစောင့်ကြည့်နေစေလည်းဖြစ်ပါတယ်။နောက်ဆုံးကစားသမားတစ်ယောက်ကတော့ FC အသင်းရဲ့ဘယ်နောက်ခံကစားသမားဖြစ်တဲ့ David Raum ပဲဖြစ်ပါတယ်။အသက်28နှစ်အရွယ်ကစားသမားကတော့ဂျာမနီဘွန်ဒက်လီဂါမှာကျင်းလည်နေတဲ့ကစားသမားလေးဖြစ်ပါတယ်။အတွေ့အကြုံပိုင်းမှာတော့တော်တော်လေးအကောင်းတဲ့ကစားသမားလေးဖြစ်ပါတယ်။ Manchester United အသင်းကတော့အဆိုပါကစားသမား2ဦးကိုခေါ်ယူရမှာအဆင်မပြေခဲ့ရင်တော့ Leipzig အသင်းရဲ့ကစားသမားကို Plan C အဖြစ်နဲ့ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်ဒီကစားသမား3ဦးတွေကဘယ်ကစားသမားက Old Trafford ကိုရောက်လာလိမ့်မလဲဒီလိုရဲ့အမြင်လေးကိုဒီဗီဒီယိုလေးအောက်မှာရောက်ဆွေးနွေးပေးခဲ့ကြပါဦးဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ